အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အခုပြပြပေးမယ့်အကြောင်းအရာတွေကတော့ကျွန်တော် Johnny Walker နဲ့ Game of Thrones collaboration လုပ်ပြီးတော့ထုတ်လုပ်ထားတဲ့ White Walker Limited Edition အကြောင်းအရာဖြစ်ပါတယ်ဆိုတော့ကျွန်တော် video လေးကိုစလိုက်ကြရအောင်ဆိုတော့ကျွန်တော်ဒီ White Walker Limited Edition ကို Game of Thrones ဇာတ်လမ်းတွေကအကြောင်းအရာလုံးစက်ကောင်ကြီးဖြစ်တဲ့ White Walker တွေနဲ့သူတို့ရဲ့ကောင်ဆောင် Night King ကိုအခြေခံပြီးတော့ကျွန်တော်ဒါဖန်တီးထားဖြစ်ပါတယ်ဆိုတော့သူ့ရဲ့ဘိုက်က A7 တွေ show web တွေပြီးတော့ဆောင်းရည်တီကိုရောက်ရှိလာခြင်းဖြစ်တဲ့ဒါ Winner is here ကိုဒါပုံစားပြုရဖို့သူတို့ရဲ့စကားဖြစ်တဲ့ Winner is coming ကိုဆွဲပြုပြီးတော့ဒါ Winner is here ဆိုတဲ့ခံစားချက်ကိုလည်းပို့ပြီးတော့ပေါ်နေစေ Whisky ကျွမ်းကျင်သူဖြစ်တဲ့ Diageo Company ရဲ့ Master Blender တူဖြစ်တဲ့ George Harper ကနေပြီးတော့ဒီရက်ကိုပေါ်ဆက်ခဲ့တာဖြစ်ပါတယ်။ Scotland မြောက်ပိုင်းက A7 တဲ့ဒေသတွေဖြစ်တဲ့ကျွန်တော်တို့ Harlow နဲ့ Clyde Ridge တို့ဒေသမှာရှိတဲ့စက်ရုံတွေကနေပြီးတော့ဒါ single malt တွေကိုပေါက်ဆက်ပြီးတော့ဒါချက်လုပ်ထားဖြစ်ပါတယ်။သူ့ရဲ့ tasting လုပ်အနေနဲ့ကကြတော့ကျွန်တော်တခြားမျိုးcaramelized sugar vanilla နဲ့တခြား raspberry orchid fruit စတဲ့လက်ဆက်တဲ့အသီးရတွေတော့အသီးရတာတွေပေါဝင်တဲ့အတွက်ကြောင့်တောက်ရတာမှာတခြား Johnny Walker တွေပြီးတော့တတ်မနိုင်မဲနဲ့နည်းနည်းညံ့ပြီးတော့ချုံမြင်တဲ့ရတာတွေကိုတော့ပြီးပါတယ်ကျွန်တော်ဒီ White Walker ရဲ့ alcohol volume ABV ကတော့ကျွန်တော်41.7% ရှိပြီးတော့ပုံမှန် Johnny Walker ရဲ့ whisky ဆိုတော့နည်းနည်းလေးတော့ပိုပြီးတော့များတယ်တော့ဘောနည်းနည်းပိုများသွားတယ်ဆိုတော့ဒီ 41.7% မှာကျွန်တော်ဒီ1ကကြတော့ Night King ရဲ့ကျွန်တော်တူလေးတော့အုပ်ချုပ်မှုဒါပိုလားပြုပြီးတော့မှ7ကကြတော့ဒီ Game of Thrones တွေက7 Kingdom ကိုကျွန်တော်ရည်ညွှန်းထားပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ White Walker ကရေခဲတက်တာတွေကိုဒါ plain လိုက်ထည့်ထားပြီးတော့ဒါ frozen တောက်ဖို့အတွက်ဒါတီးတဲ့ထုတ်လုပ်ထားဖြစ်ပါတယ်သူ့ရဲ့ရတာသူကအေးတွေပို့ပြီးတော့develop ဖြစ်လေပိုပြစ်လေဖြစ်ပြီးတော့တောက်ရတဲ့အခါမှာရတာပို့ပြီးတော့လည်းပေါ်နေစေပါတယ်ကျွန်တော်တို့ဒီ White Walker ရဲ့အမိုက်ဆုံးချက်ကတော့ကျွန်တော်ဒီ plain ပေါ်မှာတောင် Chromium Ink Technology ဆိုတော့ဒါပူချိန်တီပညာကိုဒါသုံးပြီးတော့ထုတ်လုပ်ထားဖြစ်ပါတယ်ကျွန်တော်တို့ဒီ White Walker plain ကိုကျွန်တော် freezer တွေကနေထုတ်ပြီးတော့ပြင်မှာထားလိုက်တဲ့အခါမှာပူချိန်ကကျသွားတဲ့အတွက်ကြောင့်သူ့ရဲ့ဒီဘေးမှာရှိရပေါ့ဒါ Winner is here ဆိုတဲ့စာရင်းလေးကပြန်အောင်တော့လည်းဒါပေါ်လာမှာဖြစ်ပါတယ်ဆိုတော့နောက်ချက်အနေနဲ့ကတော့ကျွန်တော်ဒီ Johnny Walker ရဲ့အခန်းစိတ်ဖြစ်တဲ့ The Striding Man လမ်းလျှောက်နေတဲ့ဆိုတဲ့ဒီပုံစံမှာကျွန်တော်ဒီ Night King ရဲ့ကျွန်တော်တန်ချက်ကအင်ဂျီလိုဒါဝတ်ဆင်ပေးတာဖြစ်ပါတယ်ဆိုတော့ဒီမျိုးထူးခြားချက်တွေ pricer design တွေနဲ့ပြည့်တဲ့ကျွန်တော်ဒီ White Walker plain တွေကကျွန်တော်အဆောင်မှာပြောခဲ့သလိုပဲ Game of Thrones fan တွေနဲ့ဒါ whisky ချစ်သူတွေဒါ collect လုပ်ထားတဲ့ icon တွေတစ်လုံးနဲ့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ White Walker plain တွေကိုမှန်တင်နေဆိုတော့ကျွန်တော်အခုပေါ်ပြပေးထားတဲ့ပုံစံလေးမှာကျွန်တော်ဒါဆက်သွယ်ပြီးတော့မှန်လို့ရပါတယ်ကျွန်တော်ဒါ pricer plain တွေနဲ့ဒီကျွန်တော်ပြန်လာခဲ့ပါတယ်စုံလင်ကြည့်ရှုတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်